လူတွေကိုမြန်မြန်စီးလုံးအောင်လုပ်ဖို့အလွယ်ဆုံးနည်းလမ်းကသူတို့ကိုမုန်းတီးစရာတစ်ခုခုပေးလိုက်တာပဲမင်းတတိထားမိလားလူတွေကရီမန်းချက်တစ်ခုကိုတော့စုစည်းဖို့ဆိုရင်အရန်နှေးကွေးတတ်ကြပြီမယ်တစုံတစ်ယောက်ကိုဝိုင်းမုန်းတီးဖို့ဆိုရင်တော့ချက်ချင်းပဲစီးလုံးသွားကြတယ်လူတွေကိုစီးလုံးစီဖို့အမြန်ဆုံးနည်းလမ်းကအမုန်းတရားပါပဲဒါကိုစိတ်ပညာမှာ scapegoat method လို့ခေါ်တယ်ငါတို့ဆင်းရဲနေတာသူတို့ကြောင့်ငါတို့ဒုက္ခရောက်နေတာအဲ့ဒီလူတွေကြောင့်ပြဿနာအားလုံးရဲ့တရားခံကသူပါဆိုပြီးလက်ညှိုးထိုးလိုက်တာနဲ့လူအုပ်ကြီးဟာတကယ်အမှန်တရားကိုမစူးစမ်းတော့ပဲအမုန်းတရားနောက်ကိုမျက်စိမိတ်လိုက်သွားကြတော့တာပဲဒါဟာအင်မတန်အန်ဒီရများတဲ့နီးပြူဟာပါမင်းတီဆောက်တဲ့စီးလုံးမှုကအမုန်းပေါ်မှာအခြေခံနေခိုင်မြဲမှာမဟုတ်ဘူးအစိတ်အတောက်ထစ်စီမှာပါမင်းကိုတယောက်ယောက်ကတစုံတစ်ခုကိုမုန်းဖို့တိုက်တွန်းနေပြီဆိုရင်တတိထားပါမင်းကိုအတုံးချနေတာဖြစ်နေပါတယ်မင်းရဲ့စီးလုံးမှုကအမုန်းပေါ်မှာအခြေခံတာလားဒါမှမဟုတ်နားလည်မှုပေါ်မှာအခြေခံတာလားတတိထားပြီးစင်ကြင်ပါအမှန်တရားကိုမြင်အောင်ကြည့်ပါ